အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီဗီဒီယိုလေးမှာဆိုရင်တော့ဒီပြီးခဲ့တဲ့ channel တိုင်းလား6ရက်နေတော့ပါပေါ့နော် Trump ကသူ့အင်ဖြူတော်မှာတည်င်းစာရှင်းလင်းပွဲလုပ်တော့သူပြောခဲ့တာရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူဒီလာမဲ့ပေါ့နော်2026 midterm election ပေါ့နော်ဒီရွေးကောက်ပွဲမှာသူကမနိုင်ခဲ့လို့ရှိရင်သူကပြောမယ်ဆိုရင်ပေါ့နော် impeachment ပေါ့နော်လောက်ခံရနိုင်တယ်ဆိုတော့သူပြောသွားတာပေါ့နော်အဲ့ဒါဆိုရင် US ရဲ့နိုင်ငံရေးကအများကြီးအပြောင်းလဲအများကြီးဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်လိုက်ရချင်းဖြစ်ပါတယ်ပေါ့နော်အဲဆိုကျွန်တော်တစ်ချက်လေးကြည့်အောင်ပေါ့နော်ပြောရမယ်ဆိုရင်တော့ပေါ့နော်ဒီ American သမ္မတ Trump က midterm election မနိုင်ခဲ့လို့ရှိရင်ပေါ့နော် impeachment လောက်ခံရနိုင်လားပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ချက်ဘာကြောင့်ဒီလောက် impeachment လုပ်ပြီးလို့ရှိရင်တော့သူ့အတွက်ဘာကအများကြီးချင်းချောက်မှုတွေဖြစ်လာနိုင်တယ်လေဆိုတဲ့ဟာလေးကိုပြပြပေးချင်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမင်းကောဆို American နိုင်ငံရေးကတခုလုံးတာမကပေါ့နော်ကမ္ဘာဒီနိုင်ငံရေးရာတွေပါကမ္ဘာမျက်မှောက်ရေးရာမထိမှတက်ရောက်နေတဲ့ကိစ္စတွေဖြစ်ပါတယ်ဒါကိုကျွန်တော်လည်းအားလုံးသိထားပါတယ်ပေါ့နော်ဘာလို့ဆို American ကလုံးဝကိုကမ္ဘာမှာပေါ့နော်အရင်အရေးကြီးတဲ့ကဏ္ဍမှာဟိုစားပြောမဆိုရင်အရင်ကိုအရေးကြီးတဲ့ကဏ္ဍမှာပေါ့နော်play နေတယ်ပေါ့နော်ပြောမယ်ဆိုကစားနေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်နေတာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ပေါ့နော်ဒါဆို midterm election ဆိုတာကပါလဲပေါ့နော်ဆိုတော့ပထမအဆုံးအနေနဲ့ midterm election ဆိုတာကကျွန်တော်တို့နားလည်ထားဖို့လိုတယ်ဆိုတော့ American မှာပေါ့နော်သမ္မတရဲ့တက်တန်းက4နှစ်ရှိတယ်ပေါ့နော်ပြီးတော့အဲ့ဒီ4နှစ်ထဲမှာ2နှစ်ပြည့်တဲ့အချိန်မှာကျင်းပတဲ့ရွေးကောက်ပွဲကို midterm election လို့ခေါ်ပါတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲမှာဆိုရင် Congress လို့ခေါ်တဲ့လွှတ်တော်ပြီးလို့ရှိရင် Senate လို့ခေါ်တဲ့အထက်လွှတ်တော်ပြီးလို့ရှိရင် House of Representatives အောက်လွှတ်တော်လို့ပေါ့နော်အဖွဲ့ဝင်တွေကိုပြန်လည်ရွေးချယ်လေးရှိပါတယ်ဆိုဒီရွေးကောက်ပွဲရဲ့အဓိကအချက်ကတော့ပါလဲဆိုတော့သမ္မတကိုထိန်းချုပ်နိုင်မယ့်အာဏာကိုဘယ်ပါတီကကင်ထားမလဲဆိုတာကပဲဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဒီ Trump ကပေါ့နော်ဒီ midterm election ကိုမနိုင်ခဲ့လို့ရှိရင်ရောဘာဖြစ်မှာလဲအခုမေကွန်းကတော့အရင်ကရေးကြည့်ပါတယ်ပေါ့နော် Trump ရဲ့ Republican Party ကကြတော့ပေါ့နော် midterm election ကိုမနိုင်ခဲ့ရင်ဖြစ်လာမယ့်အကျိုးဆက်တွေကိုဆက်ပြီးတော့ရှင်းပြပါမှာအကယ်လို့ပေါ့နော်ဒီ Democratic Party ကပေါ့နော် House of Representatives ကိုထိချုပ်နိုင်သွားလို့ရှိရင် Trump အတွက်အရင်ကိုအနေကြီးတဲ့ဟာဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲပေါ့နော် trust လောက်နေတဲ့ဟာတွေကတော်တော်လေးကိုပြောမှဆိုရင်နီးလည်းမကြဘူးเนาะပြီးတော့စီမီစီကနေလည်းမကြရရတယ်အများကြီးရှိတယ်เนาะဘာကြောင့်လဲဆိုတော့ impeachment လုပ်နိုင်ဖို့က impeachment ကိုလုပ်နိုင်တဲ့အာဏာကပြောမှဆိုရင်တော့ House of Representatives ဆိုတဲ့ပေါ့နော်ဒီအောက်လွှတ်တော်မှာပဲရှိတာပေါ့နော်ဆိုတော့ကျွန်တော်တို့က Democratic ကဒီ House of Representatives ကိုပေါ့နော်ပြောမှဆိုရင်ဒီထိန်းချုပ်နိုင်သွားတဲ့ခါကြလို့ရှိရင်ပေါ့နော်ဒီ Trump ကိုသူတို့ကစုံစမ်းစစ်ဆေးမှုတွေစတင်ပြီးတော့လှုပ်ဆောင်လာနိုင်တယ်ပြီးတော့ Trump နဲ့ပတ်သက်တဲ့အမှုခင်းတွေအားလုံးကိုပေါ်ထုတ်လာနိုင်တယ်ပြီးတော့ Trump ကိုပေါ့နော်ဆွဲချက်တွေ impeachment လို့ခေါ်တဲ့ဆွဲချက်တွေဆက်ပြီးတော့တင်လာနိုင်တယ်ဒါကြောင့် midterm election က Trump အတွက်ပေါ့နော်နိုင်ငံရေးအနာဂတ်ကိုဆုံးဖြတ်ပေးမယ်အရေးကြီးတဲ့စစ်ပွဲတစ်ခုလို့လည်းပြောလို့ရပါတယ်ပေါ့နော်နောက်တစ်ခုကျတော့ impeachment ဆိုတာဘာလဲပေါ့နော်ဆိုတော့ impeachment ဆိုတာကရှင်းပြရရင်တော့ impeachment ဆိုတာကသမ္မတကိုချက်ချင်းရာထူးကနေဖယ်ရှားပေးနိုင်တဲ့အရာတော့မဟုတ်ဘူးပေါ့နော်သူ့မှာအဆင့်2ဆင့်ကတော့ရှိတယ်ပထမအဆင့်မှာဆို House of Representatives ကသမ္မတကိုအမှုတင်သွင်းတယ် impeachment လို့ခေါ်တဲ့အမှုတင်သွင်းတာတွေအရင်လောက်ရတယ်ပြီးမှပဲအဆင့်1ကိုဆက်သွားတယ်အဆင့်1မှာဆိုရင်တော့ဒီ Senate က okay ဒါတွေကိုစစ်ဆေးပြီးတော့ပေါ့နော်မဲအများဆုံးသဘောတူရရှိမှပဲเนาะသမ္မတကိုတကယ်ရာထူးကဖယ်ရှားနိုင်တာလည်းဖြစ်ပါတယ်ဒါကြောင့် House ကို Democratic တွေကထိန်းချုပ်နိုင်လို့ရှိရင်တော့ Trump ကို impeachment လုပ်နိုင်ပြီမဲ့ပေါ့နော် Senate ကိုပါထိန်းချုပ်နိုင်မှာ Democratic တွေက Trump ကိုဒီသမ္မတရာထူးကနေဖယ်ရှားနိုင်မှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ Trump အတွက်အရင်ကိုဒီ midterm election ကအရင်ကိုအရေးကြီးလာတာလည်းဖြစ်ပါတယ်ပြီးတော့ Trump ကိုပါကြောင့် impeachment လုပ်နိုင်တာလေပေါ့နော်နောက်ထပ်မိကုန်းတစ်ခုကထပ်ပြီးတော့ပြောရမယ်ဆိုရင်ဒီ Trump ကပြောမှဆိုရင်ဒီနိုင်ငံရေးလောကမှာပေါ့နော်အရင်ကိုအပြောများနေတဲ့အကြောင်းအရာတွေရှိတယ်သူ American နိုင်ငံမှာပေါ့နော်သူတပြည့်အဲ့ဒါကဘာလဲဆိုတော့သူကဒီသမ္မတရဲ့ယာတူးကိုနဲ့ပတ်သက်ပြီးတော့သူကအာဏာအလွဲသုံးစားမှုလည်းအရင်ကိုလုပ်နေပြီးတော့ဒီယာတူးအတွက်ပေါ့နော်သူ့ရဲ့စီးပွားရေးသူ့ရဲ့ကိုချိုးရေးအတွက်အရင်ကိုအသုံးချနေတာတွေအများကြီးလုပ်နေပြီးတော့ဥပဒေချိုးဖောက်မှုတွေလည်းဒီအများကြီးလုပ်နေအထူးသဖြင့်ပေါ့နော် immigrant တွေကိုပြန်ပို့တာတော့ဘာလို့ဆိုတော့တခါချို့ရဆိုဥပဒေနဲ့ပေါ့နော်ချိုးဖောက်တာတွေရှိတယ် immigrant ကသူ့ရဲ့ citizen တော့မှသူတခြားနိုင်ငံကိုပြန်ပြီးတော့ပေါ့နော်ပြန်ပို့တာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါမှလည်းသူအမှပြဿနာအများကြီးထ
တက်ခဲ့တာတွေရှိတယ်ဆိုတော့သူ့အတွက်နိုင်ငံရေးဖိအားတွေလည်းအများကြီးရှိလာမှာလည်းဖြစ်တယ်ဒါကြောင့်မို့သူကဒီmidterm election ကိုပေါ့နော်သူကမနိုင်ခဲ့လို့ရှိရင်ဒီအမှုအခင်းတွေကို democratic ကပြန်လဲဖော်ထုတ်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေဆက်ပြီးတော့တိုးမြင့်လှုပ်ဆောင်နိုင်တယ်ဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲ Trump အတွက်နိုင်ငံရေးဖိအားကအရင်ကကြီးမားလာပါတယ်ဖြစ်ပါတယ်ကျွန်တော်အားလုံးသိပြီးသားတိုင်းပေါ့နော်နောက်ထပ် Trump ရဲ့ဒီပြောမယ်ဆိုရင်ဒီEastern Fine ပေါ့နော်ဒီအားလုံးပဲစိတ်ဝင်စားနေကြတယ်ပေါ့နော်လူကုန်ကူးမှုပေါ့နော်လုပ်တဲ့ဒီပတ်သက်ပြီးတော့ပေါ့နော်အရန်ကိုhot ဖြစ်နေတဲ့ဟာတွေလည်းပြောမယ်ဆိုရင်သူ့ရဲ့နိုင်ငံမှာရှိတဲ့သူ့ရဲ့ citizen တော်တော်များများကပေါ့နော် US နိုင်ငံသားတွေတော်တော်များများအဲ့ဒါနဲ့ပတ်သက်ပြီးအရင်သိချင်ပြီးတော့ဒီသူတို့တမန်တော် Trump ကိုယ်တိုင်ကဘယ်လိုပြောဒီ case မှာပါဝင်နေတာလဲဆိုတာကိုသူတို့ကအရင်ကိုစိတ်ဝင်စားနေပြီးတော့ဒီ case ကလည်းပြောမယ်ဆိုရင်ဒါက trafficking case ပေါ့နော်ဆိုတော့ပြောမယ်ဆိုရင်လူကုန်ကူးမှု case ဖြစ်တယ်ပြီးတော့ session ရဲ့အောက်ကလေးငယ်တွေကိုသူတို့ကမတော်မတန်ပြုလုပ်တဲ့ case တွေလည်းဖြစ်တယ်ဆိုတော့ဒီမျိုးလူမျိုးကသူတို့ဆက်ပြောတာဒီမျိုးလူမျိုးက US နိုင်ငံရဲ့တမန်ဖြစ်လာတင်လာဆိုတဲ့အကြောင်းအရာတွေလည်းအများကြီးသူ့အတွက်ဖြစ်ရတယ်အများကြီးရှိနေတယ်ပေါ့နော်ဆိုတော့ Trump ကဒီ midterm election ကိုမနိုင်ခဲ့လို့ရှိရင် Republican ကလည်းပြောမယ်ဆိုရင်ပေါ့နော်ဒီ midterm election ကိုမနိုင်ခဲ့လို့ရှိရင် Democratic တွေကသူ့ကိုအမုန်းတီးတော့မှာဖြစ်တယ်ဆိုတော့ Democratic တွေကဒီကွင်ကိုလည်းချောင်းနေတာလည်းဖြစ်နေတာပေါ့နော်ဆိုတော့အနည်းဆုံးပြောရလို့ရှိရင်တော့ကျွန်တော်တို့ဒီ midterm election က Trump အတွက်အရင်ကိုအရေးကြီးတယ်ပြီးတော့ Republican Party တွေကပေါ့နော်မနိုင်လို့ရှိရင် Trump ကို impeachment Democratic တွေကလောက်လာနိုင်တယ်ပြီးလို့ရှိရင် House of Democratic ကိုချင်းချုံမှုတွေလုပ်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေစပြီးတော့လှုပ်ဆောင်နိုင်တယ်ဒါစားမို့Senate ကိုပါစပြီးတော့ပေါ့နော် Senate ဆိုတဲ့ပေါ့နော်ဒီလွတ်တော်မှာလဲပေါ့နော် Trump ကထပ်ပြီးတော့သူ့ရဲ့လူတွေဟိုစပေါ့နော်ဒီ midterm election မှာထပ်ပြီးတော့ရှုံးခဲ့လို့ရှိရင်တော့ဒီ Senate မှာဆိုရင် Trump ရဲ့တမန်တော်ဘဝကအဆုံးသက်နိုင်ခြေကအများကြီးကိုရှိနေတယ်ဒါကြောင့်မို့ဒီ midterm election က Trump ရဲ့တမန်တော်ဘဝကိုကယ်တင်နိုင်တယ်လို့လည်းအဆုံးသက်သွားနိုင်တဲ့ election လည်းဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုကြည့်ချင်အဖြစ်ပေါ့နော်ပြောမယ်ဆိုရင်ကြိုက်တယ်ဆိုရင်နောက်ထပ်ဗီဒီယိုများကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်သွားပြီးတော့ကျွန်တော်နေ့စဉ်နဲ့များပေါ့နော်ဒီသတင်းတွေကို update လုပ်သွားပေးမှာလည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်